ငွေချင်းလေးတို့အားလုံးပဲမင်္ဂလာပါစောင့်မျှော်နေကြသလိုပဲရင်ခုန်တန်ရဲ့ podcast အစီအစဉ်ရောက်ရှိလို့လာပါပြီရင်ခုန်တန်မှာပုံမှန်တင်ဆက်ပေးနေတဲ့အစီအစဉ်ကောင်းတွေအပြင်အခြားသောအထူးအစီအစဉ်တွေကိုငွေချင်းလေးတို့နားဆင်နိုင်ဖို့ရာအတန်သွင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့အစီအစဉ်မှာတော့တငယ်ချင်းလေးတို့အများစုစိတ်ဝင်စားကြတဲ့အကြောင်းအရာတစ်ခုကိုမျိုးတစ်မျိုးစီသွားရင်းနဲ့ပြောပြပေးသွားမှာပါဒီမျိုးလေးကတော့ဘန်ကောက်မြို့ပါဘန်ကောက်ဆိုတာအားလုံးကြားဖူးထားကြသလိုပဲပြောကြတာကတော့အာရှရဲ့ gay capital တဲ့ LGBTQ+ တွေအတွက်လွတ်လပ်တဲ့မြို့တော်တစ်ခုတဲ့ဒါကတော့အများသိထားကြတဲ့အချက်တစ်ခုပါဒါဆိုရင်တကယ်တမ်းဘန်ကောက်က LGBTQ တွေအထူးသဖြင့်ရွှေ့ပြောင်းအလုပ်သမား LGBTQ တွေအတွက်ဆိုလို့ရှိရင်ဘယ်လိုမျိုးအနေအထားမျိုးရှိနေပါမလဲဒီနေ့ Bestie တို့လေ့လာကြည့်မယ်သူတေသနာစာတမ်းလေးကတော့ Is Bangkok Really a Gay Haven ဆိုတဲ့စာတမ်းမှာဒီစာတမ်းမှာဘန်ကောက်ရောက်ဖိလစ်ပိုင်ခွေးရအလုပ်သမားတွေရဲ့ဘဝကိုအသေးစိတ်လေ့လာထားတာတွေ့ရပါတယ်။ဒါကြောင့်မလို့ဒီစာတမ်းထဲမှာတွေ့ရှိရတဲ့ရွှေ့ပြောင်းခွေးရအလုပ်သမားတွေရဲ့အတွေ့အကြုံတွေကမြန်မာ LGBTQ+ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ရောဘယ်လိုမျိုးထင်ဟပ်နေမလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်နော်။အရင်ဆုံးမေးခွန်းလေးတစ်ခုမေးချင်ပါတယ်အခုနားဆင်နေတဲ့တငယ်ချင်းလေးတို့အနေနဲ့ဘန်ကောက်ဆိုတဲ့မြို့ကိုခရီးသွားအနေနဲ့ဖြစ်စေရွှေ့ပြောင်းလုပ်သမားတအုပ်အနေနဲ့ဖြစ်စေဘယ်လိုမျိုးမြင်ကြပါသလဲကိုယ့်ရဲ့အမြင်လေးတွေကို comment box မှာရေးသွားပေးကြပါအောင်နော်ဒါဆိုရင်ဒီစာတမ်းရဲ့အဓိကတွေ့ရှိချက်တွေကိုမြန်မာလုပ်သမားတွေရဲ့အခြေအနေနဲ့ချိန်ပြီးတော့ဆက်ဆက်ပြီးလေ့လာကြည့်ကြရအောင်ဒီသုတေသနမှာပြထားတာကဖိလစ်ပိုင်ခွေးရဲ့အလုပ်သမားတွေကအလွှာ3ထပ်ပါတဲ့ဝင်ထုတ်တွေကိုတည်ပိုးထားရပါတယ်တဲ့ပထမဆုံးအလွှာအနေနဲ့ရွှေ့ပြောင်းအလုပ်သမားအဖြစ်သူတို့ရဲ့ဖြစ်တည်မှုပါသူတို့ရဲ့ဗီဇာသူတို့ရဲ့လုပ်ကိုင်သူတို့ရဲ့နေထိုင်ခွင့်အရာအလုံးကတရတည်မှန်းဆထားလို့မရနိုင်ဘူးဒီနေ့အလုပ်ရှိပေမဲ့လည်းမနှက်ဖြန်အလုပ်မရှိတော့တဲ့အခြေအနေမျိုးလည်းဖြစ်သွားနိုင်တယ်ပေါ့နော်ဒီလိုမျိုးစာဝတ်နေရေးအတွက်မရေရာတဲ့အနေအထားမျိုးမှာငါဟာ LGBTQ တယောက်ပါငါဟာခွေးဟတ်တယောက်ပါဆိုပြီးတော့ထုတ်ဖော်ပြသနိုင်မှုဆိုတာအင်မတန်ခက်ခဲပါတယ်။ဘာကြောင့်လဲဆိုရင်ကိုယ့်ရဲ့အလုပ်ရှင်ကရှေးရိုးဆွဲအမြင်တွေရှိပြီး LGBTQ ဆိုတဲ့မတူကွဲပြားခြားနားမှုကိုလက်မခံပေးနိုင်တဲ့သူဆိုလို့ရှိရင်တော့အခက်မသိရင်အလုပ်ပြုတ်နိုင်လို့ပါ။ဒါကလည်းမြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက်ရင်းနှီးတဲ့အတွေ့အကြုံတစ်ခုဖြစ်ပါပါ။ထိုင်းမှာအလုပ်လုပ်ဖူးတဲ့မြန်မာတငယ်ချင်းလေးတွေကရောဒီလိုမျိုးကြုံရမှုတွေဆိုလို့ရှိရင်လည်း comment မှာမျှဝေပေးပါအောင်နော်။ကဲဒါဆိုလို့ရှိရင်ဒုတိယအလွှာအနေနဲ့သူတို့ရဲ့ဖိလစ်ပိုင်လူမျိုးအဖြစ်တည်မှုပါဖိလစ်ပိုင်နိုင်ငံသားတွေဟာအများစုကိုးကွယ်ကြတာကတော့ခရစ်ယာန်ဘာသာဖြစ်ပါတယ်ဒီလိုမျိုးဘာသာရေးရဲ့လွှမ်းမိုးမှုမိသားစုရဲ့မျှော်လင့်ချက်တွေကသူတို့ပေါ်မှာအများစွာရှိနေပါတယ်ဒီအခြေအနေကလည်းမြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခြေအနေနဲ့ချိန်ကြည့်မယ်ဆိုရင်ဒါအားလုံးမှာလည်းဘာသာရေးနဲ့ဆက်ဆက်တဲ့လွှမ်းမိုးမှုတွေရိုးရာဓလေ့တွေရှိရလွှမ်းမိုးမှုတွေအပြင်မိသားစုတွေရှိကမျှော်လင့်ချက်တွေကိုလည်းတပြိုင်နက်တည်းထမ်းပိုးထားရတာမျိုးဖြစ်နိုင်ပါတယ်ဥပမာရဝေးနယ်ဘက်မှာနေတဲ့မိဘတွေစီကိုလာစာပို့ရင်တစ်ချိန်တည်းမှာပဲကိုယ့်ရဲ့ဖြစ်တည်မှုကိုယ်လက်ခံထားတဲ့ဘဝကိုဖုံးကွယ်ထားရတဲ့သဘောထားမျိုးပါတတိယအလွှာအနေနဲ့ကတော့ queer တယောက်အဖြစ် LGBTQ တယောက်အဖြစ်ရပ်တည်နေတဲ့ဖြစ်တည်မှုပါထိုင်းနိုင်ငံဘန်ကောက်မြို့မှာတင်ကို queer LGBTQ ဆိုတာကအင်မတန်ကိုမတူကွဲပြားလာတဲ့အတွေ့အကြုံတွေမတူကွဲပြားလာတဲ့ဖြစ်တည်မှုတွေနဲ့မျိုးစုံရှိနေတာပါဒါပေမဲ့ခရီးသွားတွေအတွက်ဖွင့်ထားတဲ့နေရာထိုင်းလူငယ်တွေအတွက်နေရာနိုင်ငံခြားသားလူကုန်ထန်တွေအတွက်နေရာတခြားနိုင်ငံကနေရွှေ့ပြောင်းလာတဲ့ရွှေ့ပြောင်းအလုပ်သမားတွေအတွက်နေရာစသဖြင့်အားလုံးကမတူညီစွာနဲ့ခွဲခြားထားတာမျိုးကိုလည်းကြုံဘူးကြမှာပါဒီသုတေသနစာတမ်းကအင်မတန်ကိုအရေးကြီးတဲ့စကားလုံးတစ်လုံးမိတ်ဆက်ပေးထားပါတယ်ဒါကတော့ strategic passing လို့ခေါ်ပါတယ်မြန်မာလိုပြောမယ်ဆိုရင်အခြေအနေအလိုက်ကိုပြင်ဆင်ပြသခြင်းလို့ပြောလို့ရပါတယ်ဥပမာရုံးမှာဆိုလို့ရှိရင်ကိုဟာ straight တယောက်လိုမျိုးပြုမှုပြောဆိုရတာမျိုးရှိမယ်
မိသားစုနဲ့ဖုံပြောရင်ဒီထက်ပိုပြီးရိုးရိုးသားသားပြောဆိုနေပေမဲ့ straight မူဟန်နေပါနေတာမျိုးရှိကောင်းရှိနိုင်တယ်ကိုစိတ်ချယုံကြည်ထားတဲ့ LGBTQ+ အတိုင်းအဝန်းနဲ့ရောက်သွားပြီဆိုရင်တော့ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းပွင့်ပွင့်လင်းလင်းနေမယ်စသဖြင့်ဒီလိုမျိုးအခြေအနေကို strategic passing လို့ခေါ်ရပေါ့နော်ဒါကနှစ်ထပ်ဘဝမဟုတ်ပါဘူးဒါဟာသူတို့ရဲ့အသက်မွေးဝမ်းကြောင်းအတွက် view ဟာတစ်ခုဖြစ်ပါတယ်လုပ်ငန်းခိုင်မြဲမှုအလုပ်တည်တံ့မှုမိသားစုရဲ့ယုံကြည်မှုကိုယ့်ပေါ်တည်တံ့မှုအတွက်ကို LGBTQ တွေအနေနဲ့ဒီလိုမျိုးအခြေအနေတွေကဖြတ်တန်းနေရတာပါဒါမြန်မာ LGBTQ တငယ်ချင်းလေးတွေအတွက်လည်းရင်းနှီးတဲ့အခြေအနေတစ်ခုလို့ယူဆနိုင်ပါတယ်ဒါဆိုရင်ဖိလစ်ပိုင်တွေရဲ့အတွေ့အကြုံတွေကနေမြန်မာရွှေ့ပြောင်းလုပ်သမား LGBTQ တွေအတွက်စဉ်းစားကြည့်ကြရအောင်မြန်မာ LGBTQ+ တယောက်ကဘန်ကောက်မြို့ကိုသွားပြီးတော့အလုပ်လုပ်တယ်ဆိုပါစို့ဘန်ကောက်မြို့ကအများရဲ့အမြင်မှာလွတ်လပ်တယ်ဆိုပေမဲ့အကယ်လို့ကိုယ့်ရဲ့အလုပ်ရှင်ကရှေးရိုးဆွဲဆန်ဆန်အတွေးခေါ်ရှိနေတာမျိုးဆိုရင်ကိုယ့်ကို straight တယောက်လိုမျိုးပဲပြုတ်မှုနေထိုင်စေချင်တာမျိုးဆိုလို့ရှိရင်တော့ဒီလိုမျိုးအလုပ်နဲ့ဖြစ်တည်မှုနဲ့လွန်ဆွဲတဲ့အခြေအနေမျိုးတွေကြုံလာနိုင်ပါတယ်ဘန်ကောက်မှာလည်းမြန်မာတွေနေထိုင်တာများပြားလာပြီဖြစ်တဲ့အတွက်မြန်မာအတိုက်အဝန်းဆိုတာလည်းရှိပါတယ်ဒီအတိုင်းဝန်းထဲမှာကိုယ့်ရဲ့ယုံကြည်မှုအတိုင်းအတာလျောက်ငါဟာ LGBTQ+ တယောက်ဖြစ်ပါတယ်ငါဟာ queer တယောက်ဖြစ်ပါတယ်ဆိုတာမျိုးကိုအခြေအနေရပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုဖို့အတွက်ကိုခက်ခဲကောင်းခက်ခဲနိုင်ပါတယ်အထူးသဖြင့်ကိုကျင်လည်ရတဲ့ယဝန်းထဲမှာ LGBTQ+ ယဝန်းနဲ့ပတ်သက်တဲ့အသိပညာတွေကိုအကြောင်းမျိုးကြောင့်လက်ခံမပေးနိုင်သေးတဲ့အနေအထားမျိုးရှိနေတာမျိုးစသဖြင့်ပေါ့နော်ဒီလိုမျိုးဆိုရင်တော့ခက်ခဲမှုတွေကိုကြုံရကောင်းကြုံရနိုင်နေပါသေးတယ်နောက်တစ်ခုကတော့ထိုင်းမှာ LGBTQ+ ယဉ်ကျေးမှုကမြန်မာထက်ပိုပြီးတော့တိုးတက်တယ်လို့မြင်ရကောင်းမြင်ရနိုင်ပေမဲ့သူတို့မှာလည်းသူတို့ရဲ့သတ်မှတ်ချက်တွေရှိပါတယ်ဥပမာ Tom D Gay King Gay Queen စတာဖြင့်အခေါ်အဝေါ်များစွာနဲ့အတူခွဲခြားမှုတွေရှိတယ်ဒါကြောင့်မို့လို့ဒီထိုင်းရဲ့ LGBTQ+ community ထဲမှာနိုင်ငံခြားသား LGBTQ+ တယောက်အနေနဲ့ဝင်ဆက်မှုစ조사ရတာကမလွယ်ကူတာမျိုးလဲရှိကောင်းရှိနိုင်ပါတယ်ဒီနေရာမှာသူတေသနာစာတမ်းကထပ်ပြီးတော့အရေးကြီးတဲ့အချက်တစ်ခုကိုထောက်ပြထားပါသေးတယ် Gay Haven ဆိုတဲ့အခေါ်အဝေါ်ဟာထူးသဖြင့်ဘန်ကောက်မြို့ကိုလာတဲ့ခရီးသွားတွေအနောက်နိုင်ငံသားတွေနဲ့စီးပွားရေးရအဆင့်တန်းမြင့်မားတဲ့သူတွေအတွက်ဖြစ်ပါတယ်လို့စာတမ်းကပြောပြထားပါတယ်ဆိုလိုတာကဘန်ကောက်မှာ LGBTQ+ club တစ်ခုကိုဝင်ဖို့ထိုင်းဘတ်900ကျတင်နေဆိုပါစို့ဒါဟာပုံမှန်အလဲပတ်နေနဲ့လာရောက်ပန်းဖြေတဲ့ခရီးသွားတွေအတွက်မခက်ခဲတဲ့ငွေပမာဏတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပေမဲ့တစ်လကိုလာစာထိုင်းဘတ်1000ခွဲပဲရတဲ့ရွှေပြောင်းလုပ်သမားတွေအတွက်ကတော့ဒါဟာမလွယ်ကူနိုင်တဲ့ကိစ္စတစ်ခုပါဒါကြောင့်မလို့လွတ်လပ်မှုဆိုတာကလည်းကိုယ်မှာငွေကြေးအတိုင်းတာဘယ်လောက်ထိရှိတယ်လဲဆိုတာနဲ့လည်းဆက်ဆိုင်နေပါတယ်ဒါဆိုရင်ဒီစာတမ်းနဲ့အတူတူလေ့လာထားတဲ့အရာဘန်ကောက်မြို့ကြီးကLGBTQ+ တွေအတွက်မကောင်းတာမျိုးလားဆိုတော့လေလုံးဝမဟုတ်ပါဘူးဒီစာတမ်းမှာထောက်ပြထားတဲ့အပြုသဘောဆောင်တဲ့အချက်တွေလည်းရှိနေပါသေးတယ်နံပါတ်1ကိုယ်ပိုင်အတိုင်းဝိုင်းတည်ဆောက်နိုင်ခြင်းဖိလစ်ပိုင်ခွေးရဲ့အလုပ်သမားတွေကသူတို့ချင်းစုပြီးတော့ကိုယ်ပိုင်အတိုင်းဝိုင်းလေးတွေတည်ဆောက်ကြတယ်လို့စာတမ်းကဖော်ပြထားပါတယ်ဒါဘန်ကောက်မြို့မှာတင်မကဘူးထိုင်းနိုင်ငံမှာမြန်မာတွေနေထိုင်တာများပြားတဲ့အတွက်လေမြန်မာအဖွဲ့အစည်းတွေဆိုတာကလည်းသက်ဆိုင်ရာစီရှိကြမှာပါဒါဒီလိုမျိုးအဖွဲ့အစည်းတွေထဲမှာလည်း LGBTQ တွေအတွက်ပဲစုပေါင်းပြီးတော့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေလည်းရှိနေတာမို့လို့တငယ်ချင်းလေးတို့အနေနဲ့လည်းရှာဖွေနိုင်ပါတယ်နံပါတ်2စီးပွားရေးလွတ်လပ်ခွင့်နိုင်ငံရဲ့ခြားမှာအလုပ်လုပ်ရင်ကိုယ့်အတွက်ရောမိသားစုအတွက်ပါဝင်ငွေရှာနိုင်လာပါတယ်ဒါဟာ LGBTQ တယောက်အနေနဲ့မိမိကိုယ်ကိုယုံကြည်မှုကိုတစ်ဖက်တစ်လမ်းကနေမြင့်တက်စေနိုင်ပါတယ်နံပါတ်3အင်တာနက်ကနေလွတ်လပ်စွာရှာဖွေခွင့်မြန်မာနိုင်ငံမှာခက်ခဲနိုင်တဲ့ LGBTQ+ ဆိုင်ရာဗဟုသုတတွေကိုဘန်ကောက်မြို့မှာပွင့်လင်းလင်းရှာဖွေနိုင်ပါတယ်။ဒါဆိုရင်ဘန်ကောက်မြို့ကတကယ် Gay Haven ပါလားဆိုတဲ့မေးခွန်းရဲ့အဖြေကတော့ Haven ဆိုတဲ့ဒုက္ခပုံအနေနဲ့ဆိုရင်တော့မဟုတ်သေးပါဘူး။ဒါပေမဲ့ Bestie တို့အခုဖတ်ရှုနေတဲ့စာတမ်းအရဆိုရင်အခွင့်အလမ်းတွေရှိရာညှိနှိုင်းရနေရတနည်းအားဖြင့်ဘန်ကောက်မြို့ဟာ negotiated space တစ်ခုအနေနဲ့တော့ဖြစ်နေပါသေးတယ်
နားဆင်နေတဲ့တင်ငယ်ချင်းလေးတို့ရေဘန်ကောက်ကိုသွားဖို့စဉ်းစားနေရဆိုလို့ရှိရင်လက်တွေ့ကြစဉ်းစားဖို့လိုပါတယ်။ဥပမာကိုကလစာဘယ်လောက်ရမလဲအလောက်ကင်မြဲမလားကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီးတော့အလုပ်ထက်မှာဘယ်လိုမျိုးအခြေအနေတွေရင်ဆိုင်နိုင်ရနိုင်လဲဆိုတာကိုစဉ်းစားဖို့လိုပါတယ်။နံပါတ်2ကိုယ့်ရဲ့ကိုယ်ပိုင်အတိုင်းဝန်လေးတွေကိုဖန်တီးပါရှာဖွေပါနံပါတ်3လွတ်လပ်မှုဆိုတာကစီးပွားရေးတည်ငြိမ်မှုနဲ့အင်မတန်ကိုဆက်ဆက်နေတဲ့အတွက်ကိုယ့်ရဲ့စီးပွားရေးအရာအဆင်ပြေမှုကိုအရင်ဆုံးဦးစားပေးဖို့လိုအပ်ပါလိမ့်မယ်။နံပါတ်4ညှော်လင့်ချက်အပြည့်နဲ့သွားပါဒါပေမဲ့စိန်ခေါ်မှုတွေကိုလည်းမျက်စိမမိတ်ထားပါနဲ့နော်။ဒီစာတန်းလေးကနေတဆင့်တငယ်ချင်းလေးတို့အနေနဲ့လည်းမြန်မာရွှေ့ပြောင်းလုပ်သမား LGBTQ တွေဘန်ကောက်မြို့မှာဘယ်လိုမျိုးရက်တည်နေလဲဘယ်လိုမျိုးမတူညီတဲ့အတွေ့အကြုံတွေနဲ့ဖြတ်သန်းနေရဆိုတာကိုထိုက်လျောက်စဉ်းစားမိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ LGBTQ+ တငယ်ချင်းလေးတို့အားလုံးရဲ့တူညီတဲ့ရည်မှန်းချက်ကတော့နေရာတိုင်းမှာကိုအမှန်တိုင်းနေထိုင်နိုင်တဲ့ကဘာတစ်ခုကိုတည်ဆောက်နိုင်ဖို့ပါပဲအခုချိန်ထိနားဆင်အားပေးခဲ့ကြတဲ့တငယ်ချင်းလေးများအားလုံးကိုကျေးဇူးတင်ပါတယ်။ရင်ခုန်တန်ရဲ့ podcast အစီအစဉ်မှာနောက်ထပ်ဘလို့အစီအစဉ်ကောင်းတွေလာမလဲဆိုတာကိုအမြဲစောင့်ကြည့်ပေးပါအောင်နော်။ယခုအစီအစဉ်ကိုရင်ခုန်တန်ရဲ့ Spotify နဲ့ YouTube မှာဝင်ရောက်နားဆင်နိုင်ပါတယ်။ဒီအစီအစဉ်နဲ့ပတ်သက်ပြီးအကြံပြုစရာများရှိတယ်ဆိုရင်ရင်ခုန်တန်ရဲ့ email ဖြစ်တဲ့ heartpeacemyanmar@gmail.com ကိုစာရေးသားပေးပို့နိုင်ပါတယ်။ဒါဆိုရင်လာမယ့်အပိုင်းမှာပြန်ဆောင်ကြရအောင်။